အားလုံးပဲမင်္ဂလာပါရှေးမြင်နောက်မြင်တောင်တက်ခီလေးကျွန်တော်တို့အောင်မြင်မြင်နဲ့တွားခဲ့ပါတယ်ဒီဇင်ဘာ20 2025တော့ကျွန်တော်တို့ကြံငင်းမြောင်ရွာလေးကနေစတက်ကြတာပါဒါတက်ချင်းနိုင်ဝက်လောက်ကမြင်ရတဲ့ view ပါဒါကတော့ကျွန်တော်သားနှစ်ယောက်အထမ်းသမားတွေနောက်ကနေရှေးဆုံးကနေတက်နေတာပေါ့နော်အဖေကတော့နောက်ဆုံးမှကြံခဲ့ပါတယ်လမ်းမှာတော့ဘောင်းမီရှင်နဲ့တက်မှအဆင်ပြေပဲဗျဖျားပိနေစူးပိနေရှိဒါတာဝါတိုင်းကုန်းလို့ခေါ်တယ်ကြံခင်းမြောင်အတိုင်းအဲ့ဒီတာဝါတိုင်းကုန်းမှာထမင်းစားကြတာ2 နာရီလောက်တက်မှအဲ့ဒီကုန်းရောက်တယ်ဗျဒါကတော့တာဝါတိုင်းရောက်ခံနေပါပြီရှုခင်းနေတကယ်တော်ကြီးကိုရောက်သွားတော့တော်ကြီးတောင်းနေတောင်းပါမှာအဲ့တာဝါတိုင်းကိုမှကျွန်တော်တို့တပုံကြီးရိုက်တယ်နားတယ်ထမင်းနဲ့စားတယ်ပေါ့နော်အပြန်လဲအဲ့ဒီတာဝါတိုင်းကိုမှပဲထမင်းစားပါတယ်ရှုခင်းနေရရင်တော့အဓိကကျွန်တော်တောင်စလက်ပန်းတွေကြည့်ချင်လို့သွားတာပေါ့နော်ဒါအကြီးနေအောင်လည်းကျွန်တော်ဒါငယ်ဒါအလက်သူကကျွန်တော်လွယ်ကိုလာကူတဲပေးတာပါ2 နိုင်လောက်ကြတော့ဖေကအားပြုတ်နေမတက်နိုင်ဘူးဒါထမင်းစားရတဲ့နေရာဒါကျွန်တော်တို့ရတဲ့ထမင်းတုပ်လေးတွေပါတာဝရန်ကုန်းမှာရှုခင်းနေလီကောင်းလေတန်းနေရအမှတ်တရတော့နွားချီပုံတွေအရန်များပါတယ်နွားချီပုံတွေပဲရှာအောင်နေရတောင်ပေါ်မှာနွားတွေပဲကျွန်တော်တို့ကဧည့်သည်အဲ့လိုဖြစ်နေတာအားတော့ခရီးဆက်ထွက်ပါပြီတောင်စလက်ပန်းလေးတွေကိုချင်းပြည်နယ်မှာသွားမကြည့်ခင်မှာရှမ်းပြည်နယ်မှာလာကြည့်တာပေါ့နော်နောက်တစ်ချိန်ကျမ်းမာရေးကောင်းလို့သွားနိုင်သေးတယ်ဆိုရင်ချင်းပြည်နယ်ကိုသွားပါဦးမယ်ဒီကောင်လေးကပေ6000ကျော်မှပွင့်တာပဲအခုထိတော့မမြင်ရသေးဘူးမှာတာကြီးရတော့နောက်မြင်တောင်းလာတက်တာ3 နာရီခွဲလောက်တက်လာတဲ့မြင်ရပြီပါဒါနေထွက်လာမယ်ရှမ်းပြည်နယ်အရှေ့ပိုင်းဒါကကျွန်တော်တောင်တန်းတွေပေါ်ဖြတ်လာတာဒီဘက်ကနေရတော့မန္တလေးဘက်ကိုနေဝင်ပါတယ်ဒါကတော့အနောက်ဘက်ကိုတက်လိုက်အောင်ပုံမှန်တော့ကျွန်တော်တို့9 နာရီမှန်းထားပြီမယ်ကျွန်တော်တို့နည်းနည်းတက်နိုင်တော့ကျွန်တော်သား2 ယောက်ကတက်နေလိုက်တက်တော့တာ6 နာရီလောက်တော့ကြာတယ်ဗျဟိုမှာစတွေ့ပါပြီတော့အဆက်မှာနေဝင်ပြီပေါ့နော်ညနေစောင်းပြီဆိုတော့အမှောင်ကလာတော့အဲ့ကနေကျွန်တော်တို့ထက်တက်ဖို့က1 နာရီခွဲလောက်ကြံသေးတယ်ဗျတောင်ထိပ်ကိုရောက်ဖို့အတွက်ရှေးမြင်နောက်မြင်တောင်ထိပ်ကိုရောက်ဖို့အတွက်ရှူရင်းနေရတော့လှမလှပဲဗျဒီဝင်တော့မယ်မသေးခင်ရောက်ဖို့တော့တဲ့နေရာလေးတွေပေါ့ရောက်ကန်ဒီ2 နာရီခန့်အလိုကျွန်တော်တို့ကတော့တယ်လူစုနေတာစဝင်တော့မယ်အနောက်ကတော့လောက်ကိုကြော်ဖြတ်တာမှာအဲ့မှာကျွန်တော်တို့ရဲ့စတွေ့တဲ့ပထမဦးဆုံးတောင်စလက်ပါတပင်လုံးမှာတပွင့်ပဲပွင့်နေဗျာ9 နိုင်လောက်တက်ပြီးမှမြင်ရတာမလန်းမကမ်းမှာတော့အဲ့လိုတပင်ထပ်ပွင့်နေဒါပေမဲ့သွားဖို့ကမလွယ်ဘူးအနီးနောက်လူတွေကတော့အမောတွေပြေးသွားပြီတောအုပ်ထဲမှာတော့အောက်မှာကြွေကြနေတယ်တောင်စလက်ပန်းလေးတွေသွားပန်းနုနုဖက်ဖက်ကလေးတွေပဲဗျသူကတပင်မှာတောင်စလက်တွေကြွေကြတယ်အများကြီးပွင့်တယ်အဖူးတစ်ဖူးမှာအပွင့်နေအများကြီးပါတယ်အစုပ်လိုက်ပွင့်တာပေါ့နော်ဒီကောင်တွေက12 လပိုင်းမှာပွင့်တာဗျ1 လပိုင်း2 လပိုင်းထိပွင့်တယ်ရှင်းမြင်တော့မြင်တော့ပေ9952ပေအမြင့်မှာပါလှတာတော့တော်တော်လှတယ်ဗျအဲကျွန်တော်မှောင်တော့ကျွန်တော်တို့ဓမီတွေနဲ့တက်တယ်မှာတာကြီးကသူဖတ်တဲ့စာအုပ်တောင်တန်းလေးရဲ့အလွန်စာအုပ်လေးကိုယူလာပြီးတော့တောင်စလက်ပန်းနေနဲ့အမတ်တရရိုက်တော့ရှင်းမြင်တော့မြင်တောင်ပေါ်ရောက်ပါပြီတော့ရောက်ဘာမှမမြင်အောင်မှောင်မဲပြီးမိထုံးမိတက်လာမနေ့ကမှပဲထားရိုက်ကဟုတ်မာကျော်ဟိုလေတွေတိုက်ပြီးတော့မီးတွေလည်းလှုပ်တာ
အဲ့တော့တပြင်းဖွဲ့ရမရောက်သေးဘူးည7 နာရီထိုးနေပြီ ညဘယ်ရောက်လို့ဘယ်ပေါက်မှမသိမှောင်မဲပြီးတော့တခါတည်းပင်ပန်းပြီးတော့အိတ်လိုက်ကြတာဒါပါတယ်မိုးလင်းမှာတပ်ပုံတွေထွက်ရိုက်ကြတာ မော်ဒယ်မှာရှေ့ပြန်နောက်ပြန်တောက်ဖို့နေထွက်တော့မယ်ဒီဇင်ဘာညဘယ်ရောက်မှမသိဘူးအိတ်နေကြတာဟိုနောက်ကျွန်တော်တို့နောက်ကတုံးမှာမန္တလေးက2ဖွဲ့ရှိတော့မရအောင်တက်အဲ့ဒါကျွန်တော်တို့ဒီအပေါ်ကိုလာအိတ်ကတာဒီမှာတက်10လုံး12လုံးကျွန်တော်အနောက်ကတော့နေထွက်မှာမနေစားထွက်နေအဲ့ဒါကရှမ်းရှိပါအခုကျွန်တော်အနောက်ကကြတော့ဒါမန္တလေးဘက်ပါရှမ်းဒီဟိုဘက်မြောက်ဘက်ကိုလမ်းမြင်ရမန္တလေးတိုင်းဘက်အနောက်ဘက်တောက်ထိပ်ကြီးဆိုတော့ရှေ့ရောနောက်ရောမြင်နေရရှေ့မြင်နောက်မြင်တောင်းပြီးမှစမ်းမပွားထက်တော့ဒီနောက်ကတော့ဒီထဲမှာတက်နေအများကြီးပဲမိပဲလောက်အေးလားလက်တွေဘာမှမသိတော့ ကျွန်တော်သားရ3တိုက်တယ်ထိုးနေတာဒါကြောင့်ပဲဂျယ်ရီထားကြည့်တာအခုထိမေးရပြီဆမ်းမေးပွဲတောက်လိုက်ပါမယ်ဒါကျွန်တော်တို့အိတ်နေတဲ့တောင်ကုန်းအကကုန်းနေလေးတိုက်အသက်ကုန်းနေချင်တာတက်သွားမယ်လေဆမ်းမေးပွဲရောက်ဖို့လမ်းဒီမှာတောင်စလက်တပင်ရှိတယ်တဲ့အိတ်ကနေဟိုးတောင်အောက်ကိုဆင်းပြီးတော့အဲဒီမှာလမ်းလေးအဲ့လမ်းလေးတိုင်းတက်သွားတယ်တော့ဆမ်းမေးပွဲရှိပြီတော့တောင်ဆမ်းမေးပွဲအဲ့ကိုသွားကြပါ မန်နေဂျာမှာကျွန်တော်တို့ကတောင်ရဲ့ထိတ်ဆုံးမှာအိတ်ကားတာတည်တယ်ဗျာလေတွေရဲ့အရန်တိုက်တောအုပ်တယ်မှာမဟုတ်တော့လေကျွန်တော်တို့တောအုပ်နဲ့ကျွန်တော်တို့အိတ်တဲ့နေရာနဲ့အဆက်ကြားလေးမှာကအဲ့ဒီတောင်စလက်ပင်ကြီးကပွင့်နေတာလှမလှအဲ့ဘက်မှာလည်းရောက်တဲ့လူတွေအကုန်လုံးတပ်ပုံရိုက်ကြကျွန်တော်တို့ကအဓိကတော့နေရာတောအုပ်ထဲမှာမရပဲနဲ့တောင်ကပူလေးပေါ်မှာရတာပေါ့နော်အမြင့်ဆုံးမှာအဲ့တော့လေတွေကတအားတိုက်သွားတာညတောင်စလက်ပင်ဒီမှာဆိုတောင်စလက်အဖူးလေးပါတွေ့ရတယ်ပန်းဖူးလေးပြီးတော့ပြီးမှပန်းအဲ့လိုပွင့်သွားတယ်ဗျာသူက3လပဲဗျာလှပွင့်တပြင်းလူတွေကတော့ပြောတယ်ဗျာ2လပိုင်းကြာလို့ရှိရင်တော့တောင်စလက်အဖြူတွေပွင့်တတ်တယ်တဲ့အပင်ကအဖြူပွင့်လည်းရှိတယ်လို့ပြောတယ်ဗျာကျွန်တော်တို့ဒီဇင်ဘာ20ပါဒါကတော့ဆမ်မစ်ပွဲမှာနော်9952ပေဆိုပြီးတော့ဟိုးနောက်မှာကျွန်တော်တို့အိတ်တဲ့တန့်လေးတွေမြင်နေရတယ်လုံးဝတောင်ထိပ်ပေါ်ပဲပက်လည်းအကုန်ပွင့်ရောက်သွားပြီဒီကိုရောက်ဖို့ကျွန်တော်တို့ဟိုးအောက်ကနေတစ်ခေါက်ပြန်တက်က10မိနစ်လောက်ပါပဲဟိုးမှာကျွန်တော်တို့အိတ်တဲ့နေတန့်နေရှမ်းရှိကနေထွက်နေပြီဗျာကျွန်တော်တို့အခုရောက်နေတာကမြောက်ဖက်ဒါကမြောက်ဖက်ရှေ့မြင်နောက်မြင်မို့သူကတောင်မြင်မြောက်မြင်ပါရအကုန်းမြင်တာပက်လို့တော့ကြောက်တယ်ဆိုတော့ဒါကမန္တလေးတိုင်းပဲဗျာအဲ့ဘက်ကိုနေဦးမှာနေရဒီခီးစဉ်လေးရတော့နော်ပုတ်ပါ traveler ကိုတင်မောင်လွင်ကဦးစီးပြီးတော့လောက်တာပါတောင်စလက်ရှယ်ပွင့်နေပါပြီရှင်းမြင်နောက်မြင်တောင်ဒီမှာလည်းတောင်စလက်ဒီမှာလည်းတောင်စလက်တွေဒါအကုန်တောင်စလက်တော့ကြီးဒီမှာတန့်12လုံးနေထွက်သွားပါပြီဒီမှာတော့ရှင်းမြင်နောက်မြင်တောင်အများနဲ့ကန့်နေဒီမှာတဲရမနေဦးဒီနေ့ကျွန်တော်တို့အဲ့တောတော့မရတော့ဘူးတော့အဲ့ရဒီမှာတောင်စရကရှယ်ပွင့်ပြီးတာအေးစိတ်လာအပေါ်မှာဒီဂရီက3လောက်ပဲရှိတယ်တော်အေးဟာဒီမှာမဖို့နှစ်ဖို့ဒါရန်ကုန်တော်ဝက်မန္တလေးတော်ဝက်မန္တလေးကလည်းနှစ်ဖွဲ့အားလုံးရောက်90 100ကျော်ပဲဗျာဒါတော့အထမ်းသမားနဲ့
ချက်ပြုတ်ပေးလို့မပါသေးကာလာဆုံးလားအိုးကမှတက်နေနေရရကျောင်းလေးကလာနေတော့ကောဟိုးကမှမန္တလေးနောက်တစ်ဖွဲ့ကြပါရမယ်ဟေးတော့ဘွဲ့ဆုံးကတော့တောင်းမှလူအပြည့်ဖြစ်သွားဒါတောင်းဖို့စရရောက်ခြင်းဘွဲ့ပေါ့ရှူရင်းနဲ့လှသလားတောင်းစလက်တွေပွင့်နေတယ်တောင်စလဲတော်ကြီးပေါ့ဒါတော့နာမည်ကြီးရှေ့မြင်တော့မြင်တောင်စကန်ချတဲ့နေရာရှောက်ဘူးပြီးဒီတောင်စလက်ပန်းမင်းကိုမြင်ရဖို့ကျွန်တော်တို့မြေပြန့်ရတော့အဆင်မပြေဘူးဗျာသူကကလောတို့တောင်ကြီးတို့အဲ့လိုမျိုးလာရှူတို့မိုးကုတ်တို့တော့မှတုံတော့မပွင့်ဘူးတဲ့တကယ်တောင်ပေါ်မှာမှပွင့်တဲ့ပန်းအဲ့လိုမျိုးတော်တော်ခြေတဲ့ပန်းပေါ့ဒါကျွန်တော်တို့ပြန်ကန်နီးပေါ့နော်ထုတ်တယ်ပြင်တာတပ်ပုံနဲ့အဝါရိုက်ပြီးတော့မနက်၈ခွဲ9လောက်တော့တောင်ပေါ်ကပြန်ဆင်းကြတာအမှတ်တရတောင်ပေါ်မှာအရန်အေးပါတယ်4ဒီဂရီ5ဒီဂရီလောက်ပဲရှိမှတယ်ဗျကျွန်တော်တို့လာတော့ကလောမှာက14ဒီဂရီ13ဒီဂရီအဲ့လောက်ပဲရှိတာတောင်ပေါ်မှာအနှွေးကောင်းစွတ်တွေလက်အိတ်တွေခြေအိတ်တွေလိုပါတယ်လမ်းလျှောက်တုတ်ကလေးလည်းလိုတယ်ဖနက်ကောင်းကောင်းလည်းလိုတယ်ကျူတင်စီစဉ်သွားတာပေါ့နော်ကျွန်တော်တို့ကတော့အိတ်တွေအနှွေးတွေလမ်းလျှောက်တုတ်ကလေးတွေဖနက်ကောင်းလာလေးစီစဉ်တာကျွန်တော်ဖနက်ကတော့ပြတ်သွားတယ်မခံနိုင်ဘူးတော့ကျွန်တော်ဝိတ်နဲ့ဒီလွယ်အိတ်နဲ့ဆိုတော့ဒါအပြန်လမ်းမှာတွေ့တဲ့တောင်စလက်ပင်လေးပေါ့နော်အပင်ကအနှွေးတွေဝတ်တာသလားတအားအေးလုံးလို့သူ့မှာရင်းကြီးတွေကပ်ပေါက်နေရင်းကြီးပင်လေဘဝရဲ့အမှတ်တရတွေကတခုဖြစ်သွားတော့ဗျာတား2ယောက်နဲ့တက်တာကျွန်တော်တို့ရကျွန်တော်တို့ကကိုရဲပါမှာဟာနော်ဖြည့်စင်းနော်ကိုရဲတော့မှာလားကျွန်တော်တို့အဲ့လေကိုရဲတော့မှာအောက်ရောက်မှာလေသူကကြောင်းမှာတလာပိုင်းနဲ့မှလည်းပုတ်ပါ travel လာ page ကနောက်တစ်ချိန်ထပ်တက်ဖို့ရှိပါတယ်ဒီတစ်ခေါက်တော့3နိုင်လောက်ပဲတက်ကမဲ့လမ်းကိုရွေးမယ်လို့ပြောတယ်ဗျာကိုတင်ပါလို့ရအရင်သဘောကောင်းတဲ့ page ပါကိုအဆဆရအဆင်ပြေပါတယ်ရှင်းမြင်နောက်မြင်တောင်ပေါ်တက်လို့ရတဲ့လမ်းတွေကတော့အများကြီးပဲဗျကျွန်တော်ကပထမရွာငံမြစီဘက်ကနေတက်မလို့ပေါ့နော်နောက်တော့အကြောင်းမျိုးမျိုးကြောင့်အခုကြံခင်းမြောင်ဘက်ကနေပဲတက်ဖြစ်သွားတာပါဒီနိုင်လေးကတော့ကျွန်တော်ပေါ်အမှတ်တရလေးတွေကတခုပေါ့နော်ဒါတောင်ပေါ်ကတဲအိမ်လေးတွေပါရှူခင်းရအရန်ဟုတ်လားတောင်ပေါ်မှာဖုန်းလိုင်းရမိတစ်ချက်မမိတစ်ချက်ပါပဲဆက်သွယ်မှု area ပြင်ပဖြစ်နေတာတော့များတယ်ဗျဟိုးဝေးမှမြင်နေရတာဒါတဲအိမ်လေးတွေလဲဆောင်တဲလေးတွေနွားတွေရဲ့ပိုင်ရှင်ချမ်းနေတယ်
ဒါကျွန်တော်တို့ပြန်အစင်းခကြီးမှာတာဝါတန်ရောက်ခဲ့ပြီပေါ့နော်ဒါကတော့လမ်းမှာတွေ့တဲ့လမ်းတစ်လျှောက်တွေ့ရတဲ့ပန်းလေးတွေနေကြပန်းရိုင်းလေးတွေပါပန်းတွေကတော့အဆုံးပဲဗျာရှာသည်ဥရလည်းကောင်းတယ်အေးစိတ်နာအနှွေးတွေကအထူအပါ2မျိုးလိုတာပါအရန်ချွေးထွက်လာလို့ရှိရင်အနှွေးတွေချုပ်ကြတယ်အေးလန်လည်းအနှွေးတွေပြန်ဝက်ကြတယ်အဲ့လိုပေါ့နော်ဓမီလည်းလိုတယ်ရှည်တန်ဘူးကပိုလိုတယ်ဗျတယောက်ကိုအတွား2လီတာအပြည့်2လီတာလိုတယ်ကျွန်တော်တို့ကတော့မသိလိုက်လို့